အိတ်တာတဲ့အိတ်တာအကြောင်းပြောကြရအောင်အိတ်တာအကြောင်းပြောမယ်ဆိုလို့ရှိရင်တော့ဘယ်သူတွေဖြစ်များမယ်ထင်လဲတက္ကကြီးနဲ့တက္ကမကြီးတွေဘယ်သူတွေဖြစ်များမယ်ထင်လဲအိတ်တာအကြောင်းပြောမယ်ဆိုအေးအားနာပါတယ်ပြောတော့ပါဦးနော်အဲ့တော့ညူစုခြင်းမနာလိုခြင်းသဘောတို့သည်အိတ်တာပင်ဒီရဲ့ဟုတ်လားနော်။ညာထက်မှပြောကြတာတော့ဘယ်လိုပြောကြတော့အဲဂျေဝယ်တယ်လို့ပြောကြတာပေါ့ဟုတ်လားနော်ဂျေလက်စီဖြစ်တယ်လို့ပြောကြတာအဲ့တော့ဘယ်သူတွေဖြစ်များလဲတော့မသိဘူးဟုတ်ပြီသူတစ်ပါးလာကြောင်းဥစ္စာပေါ်ကြောင်းတဲ့ပညာတတ်ကြောင်းအကျင့်ကောင်းကြောင်းစတဲ့ဂုဏ်သတင်းတွေလာပြောပြီဆိုပါပြီးတော့နားခါတယ်နော်ကြားချင်ဘူးအဲ့လိုနော်ဟုတ်ပြီအဓိကကတော့အိတ်တာရဲ့သဘောတရားကကိုယ့်ရဲ့တာနေတဲ့သူတစ်ပါးရဲ့စည်းစိမ်ဥစ္စာအရာဝတ္ထုကိုအာယုံပြုတာဟုတ်လားနော်အေးကိုယ်မှာမရှိတဲ့အရာသူတစ်ပါးမှာရှိနေတာကိုစိတ်ထဲကပါဖြစ်တော့မလိုချင်တာမကြိုက်တာအဲ့ဒါအိတ်တာပေါ့နော်အေးဘာကြောင့်လဲဆိုတော့ဦးဇင်းတို့အိတ်တာတို့မစ္စည်းရတို့ဆိုတာဒေါသအုပ်စုထဲမှာပါတယ်လေဒေါစတုတ်၄ပါးလေဒေါသအိတ်တာမစ္စရိယကုက္ကုစဆိုတော့နော်ကိုယ်မှာမရှိတဲ့အရာသူတော်မှာရှိနေပြီဆိုရင်အေးရှိနေတာကိုစိတ်ထဲပါဖြစ်တော့သဘောမကျဘူးအဲ့ဒါအိတ်တာလို့ခေါ်တယ်နော်ဘာကိုအာယုံပြုလဲဆိုရင်သူတစ်ပါးရဲ့စည်းစိမ်တွေဂုဏ်သိမ်တွေကိုအာယုံပြုတယ်ဟုတ်ပြီနော်ဒါအိတ်တာရဲ့ထူးခြားချက်လေးပဲอืมအဲ့တော့ကိုယ့်ထက်တာမနာလို့တဲ့နော်အကြံတူရန်သူတဲ့နော်အလုတ်တူညူစုတဲ့အိတ်တာဘယ်လိုမျိုးမှဖြစ်တတ်လဲဆိုရင်တဲ့အလုတ်တူတယ်ဆိုလို့ရှိရင်ပိုဖြစ်တတ်တယ်ဟုတ်လားနော်ဒါသဘာဝကျပါတယ်နော်တကယ်တမ်းကျတော့ဟုတ်ပါတယ်อืมတော့ငပိတဲ့ကရွှေတဲ့အပေါ်မှာအိတ်တာဖြစ်ဖို့လွယ်ပါဘူးတဲ့နော်လုပ်ငန်းတူတယ်ဆိုရင်ပိုဖြစ်တယ်ဟောလုပ်ငန်းတူရဲ့အထက်မှာဟိုဆိုင်ပေါ့နော်ဆိုင်နီးတယ်ဆိုတာဖြစ်တော့ပိုဖြစ်မယ်နော်မြဲနေရတာကိုနော်အိတ်တာပိုဖြစ်မယ်သူဆိုင်ကလူနည်းနည်းပဲလာတယ်ဟိုဘက်ဆိုင်ကလူအများကြီးလာတယ်ဘာဖြစ်တော့အိတ်တာမှန်နော်မစားရမတော့ရနဲ့ဘာဖြစ်တော့အကုသိုလ်ဖြစ်ရတာနော်အိတ်တာတော့နော်မစားမတော့ရပဲနဲ့ကိုအဲ့လိုအိတ်တာဖြစ်နေတော့ကောဘာရလဲဘာမှရတာလည်းမဟုတ်ဘူးဟုတ်လားနော်အေးအဲ့တော့ငပိတဲ့အချင်းချင်းယဟန်တန်ခါချင်းချင်းတဲ့နော်ဖြစ်တတ်ကြတယ်ပေါ့နော်ယဟန်တန်ခါချင်းချင်းမှာလည်းပဲကမ္မထမ်းဘုန်းကြီးဆိုလို့ရှိရင်ရိတ်တာချင်းချင်းဖြစ်တတ်တယ်စာသင်တိုင်းဆိုလို့ရှိရင်လည်းစာသင်တိုင်းချင်းချင်းဖြစ်တတ်တယ်နော်စာသင်တိုင်းထဲမှာလည်းတစ်ခါပါလဲဆိုရင်စာသင်သားမှာလည်းအတန်းတူလို့ရှိရင်ပိုဖြစ်တယ်ဟောနော်အတန်းမတူဘူးဆိုလို့ရှိရင်အဲ့လိုမဖြစ်ဘူးအတန်းတူရလို့ရှိရင်အိတ်တာပိုဖြစ်တယ်လူရင်းကတော့နေပယ်တူရဆိုလို့ရှိရင်ပိုဖြစ်တယ်ပေါ့နော်နိစ္စတယ်ဆိုရင်ပိုဖြစ်တယ်